ဏယာကလေးစားပို့တယ်တဲ့အဲ့ဒီထက်ကိုယောက်ျားစိတ်မိန်းမစိတ်ယောက်ကချမိန်းမချတုံပွိုင်းအိုးအချောက်ပေါ့အချောက်ဆိုရင်အကုန်လုံးခြုံပြောလိုက်တာလေနော်ဆိုတော့သူတို့ကပို့ပြီးတော့တခါအဲ့ဒီမိန်းမတွေတဲ့သူတို့ကတဏယာကလေးစားပို့ပြန်တယ်တဲ့အဲ့ဒါကဆရာတော်တွေဟောထားတာဆရာတော်တွေဆိုတာကလည်းသူတို့ပြောစကားမဟုတ်ဘူးဖះပြောထားတဲ့စကားတွေကျမ်းဂန်တွေထဲမှာပါတယ်ပေါ့နော်ဆိုတော့ဖះဟောတရားတွေဖះဟောစကားတွေဆိုတာကကျမ်းစာအထောက်ထားတွေနဲ့အတိအကျရှိတယ်အချိန်မရွေးလှန်လောရှာဖတ်လို့ရတယ်ကိုလိုချင်လို့လည်းပေါင်းထည့်ပြီးပြောချင်တိုင်းပြောလို့မရဘူးကိုမလိုချင်လို့လည်းပယ်နှုတ်ပြီးဟောချင်တိုင်းပြောချင်တိုင်းပြောလို့မရဘူးဖះရဲ့ဟောစကားပြောစကားကိုအထောက်ထားနဲ့ကိုကကိုမြူးပြီးတော့ပဲဆရာတော်တွေကလည်းဟောရတာပေါ့နော်ဆိုတော့တဏယာကလေးစားအမျိုးသားတွေတဲ့ပိုးတယ်ဆိုပေမဲ့တယ်လေကိုကမိန်းကလေးဆိုတော့ယောက်ျားမိန်းမဖိုမကိစ္စကိုပဲတဏယာကလို့ပြောတာမဟုတ်ဘူးเนาะတဏဆိုတဲ့စကားလုံးထဲမှာအများကြီးအတိတ်ပဲတွေအများကြီးရှိသေးတယ်ကိုလိုချင်တာကြိုက်တာသွားချင်တာစားချင်တာတွေ့တာမြင်တာအနံ့အရတာအကုန်လုံးကတဏတွေຢာကတွေကြီးပဲရှင်းပြတာတော့ဒါမိန်းမတွေကယောက်ျားတွေတဲ့တဏယာကလေးစားပို့တယ်ဆိုတော့ဖိုမကိစ္စယောက်ျားမိန်းမကိစ္စတွေလို့ပဲထင်မှာဆိုလို့လိုချင်တာစားချင်တာသွားချင်တာအနံ့အရတာအထီအတွေ့အကုန်ပေါ့အဲ့ဒီတဏတွေຢာကတွေလေးစားပို့တယ်တဲ့အဲ့ဒီထက်ကိုအချောက်တွေကလေးစားထပ်ပို့သေးတယ်တဲ့ကဲလောက်ကြအောင်နောက်ကြရင်အဲ့ဒီအချောက်နီတန်းလဲကျွန်မဖွင့်ပြအောင်ပဲသူတို့ကြည့်ပြီးစက်သိန်းတွေထားလို့ယောဂတွေရအသက်တွေတိုးမိန်းကလေးချင်းချင်းတော့တောင်တိတ်မပြောချင်ယောက်ျားလေးအချင်းချင်းဆိုလို့ချင်းကျွန်မစက်သိန်းတွေထားတယ်အသက်တွေလဲတိုးတယ်အဲ့ဒါအသက်ကြီးမှသိလိမ့်မယ်အခုနေတော့ချစ်ချင်းကိုနေနားလဲပေးပါဖြစ်တည်မှုကိုနားလဲပေးပါနားလဲပေးတယ်ချစ်ချင်းလဲနားလဲပေးတယ်ဖြစ်တည်မှုကိုလဲနားလဲပေးတယ်ကို6ချင်းတိုင်း6ပျော်ပပနေစီးပွားရှာပညာချလက်ခံတယ်ယောက်ျားလေးကယောက်ျားလေးလိုမွေးလာပေမဲ့မိန်းမဟော်မုန်းများလို့မိန်းမစိတ်ပေါက်သွားတာမိန်းမလေးကလည်းမိန်းမလိုမွေးလာပေမဲ့ယောက်ျားဟော်မုန်းများလို့ယောက်ျားစိတ်ပေါက်သွားတာလက်ခံရမှာပေါ့လက်ခံပါတယ်မိန်းကလေးအချင်းချင်းအတူပေါင်းသင်းနေထိုင်တာဘလို့တွေစိတ်ဖြေချလဲတော့မသိဘူးလက်ခံပေးတယ်ယောက်ျားလေးအချင်းချင်းအတူပေါင်းသင်းပြီးတော့စိတ်ဖြေချတာတော့ကျမကနည်းနည်းချက်သိမ်းထားတယ်ဘယ်ယောက်ျားလေးကမှတယောက်နဲ့တယောက်အလှကြည့်ထားကြမှာမဟုတ်ဘူးအဲ့တော့နောက်ဆက်တွဲပြဿနာတွေကဘာတွေဖြစ်လာမလဲဆိုတော့ယောဂါတွေရလာမယ်အသက်တွေတိုးလာမယ်အခုနေရတော့ချစ်ချင်းကိုလက်ခံပေးပါဖြစ်တည်မှုကိုလက်ခံပေးပါရတယ်အသက်ကြီးလာမှသိလိမ့်မယ်မိန်းမကယောက်ျားကနေပြီးတော့မိန်းမနေရာမှာနေတဲ့လူအဲ့ဒီလူတွေကအသက်ကြီးလာလို့ရှိရင်သိလာလိမ့်မယ်အဲ့ဒါကြောင့်အဲ့လိုမျိုးတွေမဖြစ်စေချင်ဘူးဂေးဆက်တွေကိုလည်းမသွင်းကြပါနဲ့တော့လို့ဂေးဆက်တွေသွင်းနေကြတာခေတ်ကာလကြီးကပြောပါတယ်ချို့တွေကကျမကိုမေးတယ်တားတွေကမိဘပေါ်တိတက်ပြီးတော့ကိုယ့်ရဲ့တားကတားကောင်းဖြစ်ပြီးလင်ကောင်းမဖြစ်နေဘူးဆိုရင်သူ့ကိုယူတဲ့မိန်းမအတွက်ကအဆင်မပြေနိုင်ဘူးလေမှန်ပါတယ်မိဘနဲ့ကိုယူမဲ့မိန်းမကြားထဲမှာအဲ့ဒီမိန်းမနှစ်ယောက်ကြားထဲမှာလူမလွတ်တတ်သေးဘူးဆိုရင်မိန်းမလုံးဝမယူဘူးမိဘပေါ်မှာတားသမီးကောင်းဖြစ်ပြီးတော့ကိုယူတဲ့မိန်းမပေါ်မှာလည်းတကယ်လင်ကောင်းဖြစ်နိုင်မှာယူကြမိန်းမလည်းယူပြီးတော့မိဘစကားကိုမြင်ဝဲမကြနားထောင်ပြီးကိုယူထားတဲ့မိန်းမကိုနှိမ့်ဆက်နေမယ်ဆိုရင်ဒီအိမ်ထောင်ကကွဲမှာပဲကိုယူတဲ့မိန်းမကဒီဘဝတစ်သက်လုံးကိုယ့်ရဲ့လက်တွဲပေါ်လေညသူပဲနေနဲ့အိတ်သွားတော့မှလေအဲ့လိုလူကိုလေးစားမှုပေးရတယ်ကျမရဲ့အတွေးဆိုရင်ပေါ့နော်ကျမသားကမိန်းမယူတယ်ဆိုရင်ကျမရဲ့တာဝန်အထုပ်အပိုးကိုဒီအမျိုးသမီးကလာယူသွားတဲ့အတွက်
ကျမရင်ဘတ်ထဲမှာအရန်ကြည်နူးပြီးသူ့ကိုကျေးဇူးတင်လို့မဆုံးဘူးကျမသားထက်ကိုသူ့ကိုပို့ချစ်ပေးရမှာသူ့ကိုပို့ပြီးပေးကမ်းရမယ်သူ့ကိုကျမကောင်းပေးနိုင်မှာကျမသားစိတ်ချမ်းသာမှာလေကျမမွေးထားတဲ့သားကိုစိတ်ချမ်းသာစေခြင်းလွန်းလို့သူခေါ်လာတဲ့မိန်းမကိုလည်းကျမစိတ်ချမ်းသာအောင်ထားကိုထားပေးရမယ်ချွေးမပေါ်မှာမကောင်းနိုင်တဲ့မိဘကကိုမွေးထားတဲ့သားကလည်းသူများသားသမီးပေါ်မကောင်းထားတဲ့အတွက်ကိုယ့်ရဲ့သားကလည်းတက်လုံးစစ်စင်ရရမယ်ကျမကိုပဲဥပမာကျမကတော့ကျမရဲ့ဖြစ်ရမှန်ကိုပြောပြတာမရှက်ဘူးကျမကြုံဘူးတာကိုအခုခေတ်လူငယ်တွေကျမကဲ့သို့မမားအောင်ကျမဖြစ်ရမှန်ကိုမပြောပြဘဲနဲ့ဖုံးထားရင်ဒီတင်ငန်းစာကတင်ငန်းစာမှမဟုတ်တော့တာဒါကြောင့်မရှက်ဘူးကျမရဲ့ဘဲကကျမအင်ဟောင်မကြခင်ကကျမရဲ့ဘဲပေါ့မိဘပေါ်မှာစောက်ရမ်းနေတက်ပြီးတော့တွဲလာအတူတူအိတ်နေတဲ့ကျမအပေါ်မှာကစီနေလိုက်တော့သူ့အမေရဲ့စကားအတိုင်းကိုသွားတာအမေယုံနေမကဘူးသူ့အမပါသေးတယ်အမေအမတွေရဲ့စကားအတိုင်းရွယ်မကြနားထောင်ပြီးကျမကိုအကွက်ဆင်တာမချစ်ဘူးလားချစ်တယ်မပေါင်းလားပေါင်းတယ်မလို့လားလို့တယ်ဒါပေမဲ့ရှိသမျှစနက်တွေအားလုံးကသူ့အမေနဲ့သူ့အမရဲ့အကွက်တင်နဲ့ပဲလာတာကျမအော်ငါအပြိုလည်းမစစ်တော့ဘူးဆိုတော့ငါ့ကိုကြားရဖို့မလွယ်တော့ဘူးပေါ့နော်မထူးဆတ်တော့ခင်းရမှာပဲသူ့ပေါ်မှာကောင်းတဲ့ပူကောင်းပြီးတော့သူများပြောင်းလဲလာမလားပေါ့အမလေးခွေးမိကောက်ခြေထောက်နောက်ဆုံးတော့မင်းအမေနဲ့ပဲမင်းသွားအိမ်နေလိုက်တော့လို့ပြောလိုက်ရတဲ့အဆင့်တလုံးမင်းအမေနဲ့အိုအောင်မင်းအောင်ပေါင်းပြီးနေသွားနိုင်ပါစေလို့ဆုတောင်းပေးလိုက်ရတယ်။ဒါနဲ့ကျမငယ်ငယ်တော့ရည်စားဟုတ်အခုတသားတို့အဖေပေါ့နော်။တန်ဖိုးရှိပြီးအရန်ထိုက်တန်တဲ့အချစ်ဆက်နဲ့ပြန်ဆောင်ရတဲ့အခါမှာတလအတွင်းကျမကိုယ်ဝင်အကတ်ခံလိုက်တယ်။ကျမကို9နှစ်လောက်တွဲပြီးတော့ဘာပိုးကြီးပန်းကြီးပတ်စံအကုန်မခံချင်လို့နင်ဘာဖြစ်လို့ကိုယ်ဝင်မရှိတာလဲနင်ဘာဖြစ်လို့ကလေးမကတ်တာလဲအမလေးကျောက်ကချစ်တာအုံနောက်ကအင်္ဂရေကန်ခံထားရတာမဟုတ်ဘူးအရှင်ကြီးကျမကမိန်းမရဲ့ကျင့်ဝတ်ကိုစောင့်ထိန်လို့သူပြောင်းလဲလာမလားလို့စောင့်နေတာဒါပေမဲ့အားတော့မနေဘူးဒီမှာလက်မောင်းမှာအရာတော်ရှိသေးတယ်ကိုဝင်သားစီတော့ထဲလိုက်တာသူလုံးဝမသိဘူးဒီလိုလူနဲ့မပြောင်းလဲမချင်းကျမစအားကြီးလားကိုဝင်သွားပြီးတည်ရအောင်မလေးကျမယောက်ျားကျမလေးထိုက်တန်တဲ့ထင်လို့တလအတွင်းကိုဝင်အကတ်ခံလိုက်တယ်သမီးတို့အားလုံးနားထောင်ဂျင်းစိမ့်နဲ့မိတ်တန်တယ်သူကျင်မကိုကျင်သူကောင်းမှကိုကောင်းမယ်တခုခုကိုကြုံသွားလို့ကိုအတူတူတွဲခဲ့တဲ့လူရုပ်စွာဆုံးကအတူတူအိပ်ပြီးပြီဆိုတဲ့လူနဲ့ခွဲရမယ်ခွဲခွာရမယ်ဆိုရင်အပြူမစစ်တော့လို့ပြူမစစ်တော့ဘူးဆိုတဲ့အယူအဆကြီးကိုခေါင်းထဲမှာမထည့်ထားနဲ့ကျမတော်တက်ထားခေါင်းထဲမှာထည့်ထားလို့3နှစ်နဲ့ပြီးရမယ့်ကိစ္စကို6နှစ်9နှစ်လောက်အချိန်သွားဆွဲလိုက်တယ်အလကားကုန်သွားတဲ့အချိန်တွေဘလောက်နှမျောဖို့ကောင်းလဲဒီလိုအချိန်ကိုဒါကိုပြုပြင်ပြင်ဆင်ပြီးတင်တန်းလေးပါလေးတက်လိုက်ရင်တောင်တိုင်ယောက်ျားမပြောနဲ့တကက်ထိတ်တီးဆိုတဲ့ယောက်ျားမျိုးကိုရနိုင်တယ်ကိုတို့ကပြက်လို့ပြက်စီးနေလို့အပြူမစစ်လိုက်တာမှမဟုတ်တာတစ်ဖက်ကလူစိတ်ငွေထားတဲ့လူမဟုတ်တဲ့အတွက်ကျမတို့ခံရရတာလေအဲ့ဒါကြောင့်အပြူမစစ်သွားလဲပဲကိုအပြစ်လို့မမြင်နဲ့မထိုက်တန်တဲ့လူအနားမှာဘဝတစ်ခုလုံးနှစ်မသွားစေနဲ့ကျမပဲကြည့်အခုဆိုရင်ကျမဘယင်မလေးအဲ့တုန်းကကစီနေပြီးရုံမာပြီးမိဘနဲ့အမစကားကိုသွေးမသိမ်းနားထောင်ခဲ့တဲ့ကောင်နဲ့ကလေးတာမွေးခဲ့မယ်ဆိုရင်အခုလက်ရှိတသားရဲ့အဖေကကျမကိုဘယ်ယူတော့မလဲကလေးပါနေတယ်လေအပြုံမစစ်ပါစေကျမကလေးလုံးဝအပါမခံဘူးကျမပြောတာကိုနားလေတယ်နော်ဒါကြောင့်ဘတုကိုမဆိုကျမအမြဲတမ်းပြောနေတဲ့စကားတစ်ခွန်းရှိတယ်လှအောင်နေဘလို့ဖြစ်လှအောင်နေလှလေးနေတတ်ရင်ကို့အတွက်မနှက်ပြန်ဆိုတာဝရကံပဲအမြဲမှတ်ထားသူချစ်မှကိုချစ်ပါသူကောင်းမှကိုကောင်းပါကို့ကိုတကယ်ချစ်လားမချစ်ဘူးလားဆိုအတူတူနေလိုက်ရင်တန်းသိတာပဲဟုတ်တယ်မလားတကယ်ကိုထိုက်တန်တဲ့ယောက်ျားနဲ့ရသွားပြီဆိုရင်လူတိုင်းကအလုပ်ရှိမှဂုဏ်ရှိတာလေအလုပ်လုပ်ပါကိုနဲ့ထိုက်တန်တဲ့အလုပ်တစ်ခုခုကိုလုပ်နေပြီးရင်အရေးကြီးဆုံးဘာအလုပ်ပဲလုပ်နေဘလို့ပဲကလေးပဲမွေးရဘလို့လောက်ပဲตายရသွားဘလို့ပဲချမ်းသာတဲ့လူနဲ့ရသွားပါစေလောက်ပဲချစ်တယ်လို့ပြောကိုယ့်ရဲ့ body ကိုဘလို့မှမဝစေနဲ့ဝရင်တော့သိတယ်မလားအမျိုးမျိုးအယောင်ပြောင်းလာမယ်ဒီကိုယူတော့ကတော့ပိန်လျားလေးလှလေးခ
ကလေးတစ်ယောက်နှစ်ယောက်လောက်မွေးပြီးတော့ဖတ်တီးပုတ်ကြီးဖြစ်သွားပြီဘူပေါင်းကြီးလိုဖြစ်သွားပြီဆိုလို့ရှိရင် तू ကလေအလွန်နေရင်လူတဘာဝအတိုင်းခရင်ပြက်လာတယ်ကျမတို့မိန်းမတွေဟာအမြဲတမ်းပန်းအိုးလေးလိုနေတတ်ရမယ်လို့တစ်သက်လုံးကျမရဲ့စကားကိုမှတ်ထားဘယ်တော့မှမမားစေရဘူးဒါကျမဖြတ်တန်းလာတာကိုယ့်ကိုတန်ဖိုးရှိနေပြီးတော့တန်ဖိုးရှိပြီးထိုက်တန်တဲ့ယောက်ျားကိုနဲ့ပြန်ပြီးညားလေတည်းတဲ့ကျမညားခဲ့တာလေအဲ့လိုနော်ချစ်တယ်